ဇက်သပင်လောကပြန်အသက်ဝင်အောင်လုပ်ပေးခဲ့တဲ့အောင်စပူကိုဇက်ကကွင်းပိတ်ပင်ခဲ့ရကြောင်းအခုလိုကိစ္စတွေနဲ့ရင်ဆိုင်နေရတဲ့ဖို့ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြမဇက်သပင်လောကကိုတကြောပြန်အသက်ဝင်အောင်လှုပ်ဆောင်ပေးခဲ့တဲ့ပရိသတ်တွေရဲ့အသေးအဆွေမင်းသားကျော်အောင်စပူနဲ့သပင်ဥက္ကဋ္ဌဇက်မင်းသားဖို့ချစ်တို့ကြားမှာတင်းမာမှုတွေဖြစ်နေရပါအခုချိန်မှာအောင်စပူကသူ့ရဲ့အမှုပညာခရီးလမ်းမှာအကြီးမားဆုံးအဟန့်အတားတစ်ခုနဲ့ရင်ဆိုင်နေရတာဖြစ်လို့အားလုံးကလည်းတနာနေကြပါတယ်။အမှုပညာရှင်တယောက်ရဲ့တက်လန်းဆိုတာပရိသတ်ရဲ့အားပေးမှုနဲ့အတူတည်ဆောက်ရတာပါ။အခုဇက်သပင်လောကကိုဖုံးခါပြီးတော့ပြန်လည်နိုးထစေခဲ့တဲ့အောင်စပူလိုမင်းသားတယောက်ကိုအမားတစ်ခုကြောင့်နဲ့လန်ခုလက်မှာအခုလိုပြဿနာဖြစ်နေရကတကယ်ကိုနှမျောစရာကောင်းပါတယ်။ပရိသတ်ကြီးတို့သိတဲ့အတိုင်းပဲဇက်သပင်လောကကအရင်ကထက်ပုံမတောက်ပလာတာကအောင်စပူလိုနောက်တက်မင်းသားတွေရဲ့စူးစမ်းမှုကြောင့်ဆိုတာညင်းလို့မရပါဘူး။အောင်စပူကဘေးနေရာမှာပဲကအယုံပြည့်ယုံရှန်အားပေးကြသလိုတညတာကပြကြီးသိန်းထောင်ကြီးရရှိနေရကသူ့ရဲ့အမှုပညာအရေးအသွေးကိုသက်သေပြနေရပါသူရှိလို့သာဇက်သပင်ပွဲတွေစီပရိသတ်တွေပြန်ရောက်လာပြီးတော့ဇက်သပင်လောကပြန်လည်အသက်ဝင်လာတာဖြစ်ပါတယ်အခုဟင်္ဒရပွဲမှာဖြစ်ခဲ့တဲ့ကိစ္စမှာသပင်ဥက္ကဋ္ဌဖိုးချစ်နေနဲ့သပင်အစည်းအရုံးကနေတရားဝင်စာထုတ်ပြီးတော့အရေးယူဖို့လှုံ့ဆော်နေရကိုတွေ့ရပါတယ်။လူတွေကတော့ဖိုးချစ်နေနဲ့အောင်စပူနဲ့ခေပြိုင်မင်းသားစန်းရီမိုးရဲ့ဇက်ပွဲမှာပရိသတ်တအုပ်ကိုငွေ1000ပေးပြီးနှင်ထုတ်ခဲ့တဲ့ကိစ္စတော့ကအစည်းအရုံးကဘာလို့အခုလိုစာထုတ်ပြီးတော့အပူတပြင်းအရေးယူဖို့မကြိုးစားခဲ့ရလဲလို့ဝေဖန်ထောက်ပြကြပါတယ်။ဒါအပြင်အရင်တုန်းကအောင်စပူကိုပရိသတ်တအုပ်ကခြေထောက်နဲ့ကန်ပြီးဆုချခဲ့တဲ့ကိစ္စမှာအနုပညာရှင်တဦးရဲ့တိတ်ခါကိုထိပါခဲ့တာဖြစ်ပေမဲ့သပင်အစည်းအရုံးကဘာဖြစ်လို့လေးလီကိုရှုခဲ့တာလဲဒီလိုမျိုးအရင်ကဖြစ်ရက်တွေကိုငြိမ်နေခဲ့ပြီးတော့အခုအောင်စပူရဲ့အဖွေသားတွေသတိလက်လွတ်ပြုမှုတဲ့အမှားမှအာနာပါဝါပြတယ်လို့မျိုးပြင်းပြင်းထန်ထန်အရေးယူဖို့လှုံ့ဆော်နေရကမဖြစ်သင့်ဘူးလို့ဖိုးချစ်ကိုထောက်ပြကြပါတယ်။အောင်စပူကဘွဲရပညာတတ်လူငယ်တဦးဖြစ်တာနဲ့အညီသူ့ရဲ့အမားကိုဖုံးကွယ်မထားဘဲအနုညွတ်တောင်းပန်လာတာပါ။သူကိုယ်တိုင်ကသတိလက်လွတ်ပြုမှုမိတဲ့အမားတစ်ခုအတွက်အများပြည်သူစိတ်မချမ်းမြေ့ဖြစ်ရတာကိုစိတ်မကောင်းဖြစ်ရကြောင်းမိသားစုကိုလည်းထပ်မံဆက်သွယ်တောင်းပန်ထားကြောင်းပြပြတသားထုတ်ပြန်ခဲ့ပါတယ်။မိမိရဲ့အမားကိုဝန်ခံပြီးတော့ပြင်ဆင်ဖို့ကြိုးစားနေတဲ့အနုပညာရှင်တယောက်ကိုဥက္ကဋ္ဌဖိုးချစ်အနေနဲ့ဖေးမလမ်းပြပေးတဲ့နဲ့ပြင်းပြင်းထန်ထန်အရေးမယူသင့်ဘူးလို့ဆိုကြပါရယ်။တပင်လောကကိုဥဆောင်နေသူတဦးအနေနဲ့ဥက္ကဋ္ဌဖိုးချစ်ကအောင်စပူကိုသူ့ရဲ့တပည့်သားလေးတယောက်လိုသဘောထားပြီးတော့တတိပေးလမ်းပြရုံနဲ့လုံလောက်တင်ကြောင်းအခုလိုအောင်မြင်မှုတဟုန်တို့ရနေတဲ့မင်းသားတယောက်ရဲ့တက်လန်းကိုမပိတ်ပင်စေခြင်းကြောင့်ဇက်သပင်လောကပြန်လည်ရှင်သန်ဖို့ခက်ခက်ခဲခဲစူးစမ်းခဲ့ရတာကြောင့်ဒီလိုအမှုပညာရှင်တယောက်ကိုအပြစ်ပေးရထက်ပြုပြင်ဖို့အခွင့်အရေးပေးတာကတော့သပင်လောကအတွက်ပို့ပြီးတော့အကျိုးရှိမှာဖြစ်ကြောင်းထောက်ပြကြပါရယ်။အောင်စပူရဲ့ဖြစ်ရပ်ကအမားကိုဝန်ခံတောင်းပန်ထားပြီးသားမလို့ဥက္ကဋ္ဌဖိုးချင်းနေနဲ့အရင်ကကိစ္စတွေကိုပြန်လည်သုံးသပ်ပြီးတော့အောင်စပူပေါ်မှာတက်ညာစွာစဉ်းစားပေးဖို့မျှော်လင့်မိပါတယ်။အောင်စပူရဲ့အမှုပညာတက်လန်းမပိတ်ပင်မင်းရှေ့ဆက်ပြီးတော့ပရိသတ်ကိုဖျော်ဖြေပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရင်တော့ကဲပရိသတ်ကြီးတို့ရောအမားကိုဝန်ခံတောင်းပန်ထားတဲ့အောင်စပူကိုဖိုးချစ်နေနဲ့ခွင့်လွှတ်ပြီးတော့အနုပညာအလုပ်တွေဆက်လုပ်ခွင့်ပေးတဲ့နယ်လို့ထင်ပါသလားအရင်ကကိစ္စတွေကိုလစ်လျူရှုခဲ့တဲ့အစည်းအရုံးရဲ့လုပ်ရက်ပေါ်မှာရောဘယ်လိုမြင်ကြလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်